你找去，我先呀。爆骗不啦，当妈木嘎啦也骗不啦，这是我得弄呢，都下来太无聊呀吧。这玩意我摘的呀，真。老板弄完了，我们修了。交戏，交戏多少怎么样？你老面那边没变啦了喏。就都变啦，老边听到来呀，拉开了，搞嘛那么收呗。你搞要3天那边，打不了漂亮嘛。东水街都苗没听呢，没了边大家。不会嘛，叫的弄下台戏。好了。那回来呢？快递来人了，记录样寄完没了？王姨，你看哪拿来了？王姨，哎，我考了了，我把两考了嘿。人家交下台的时候，老板来了，老板来了。哎，照片啊，我要家修嘿，照啥多了？你要家上面没有？要家的少，他们啥嘛不？照龙机嘞，我不弄妈妈来啦，我嘛不用。哎，我嘛不用，我嘛不带一块个别嘛咯。哎，拿的嘛，我嘛不用嘛。为了些里面嘛，哎，是啦，妈照龙个，你这个妈讲嘛来着？哪里要往姑妈边边？哎，来了。原来嘛，咱们你讲嘛，你打今天长大才。你找去，我先呀。啊，我要叫娘我压他的。老板讲，弄好，那里都不一样嘛喏。老板老板让我们讲，老板老板，老板嘛照片，你这边拿几个样子？啊，啊，记住老板。老板，谁讲呀嘛？杨高人。老板来喏，越太年了。我通常都没收过。你不干毛喏？毛干呢，有什么呀？有毛干的。老板啊，怎么要叫周大比下去了？有的都没收过。到时候抽我了几两？怎么去？我你包喏？到时候你能收过？咱不知道买来吧？这样啊的了。老板叫个高呢，这个高的。这玩意我摘的呀，真的。这样啊的了，不要了。这样50了，来了5，这种50了都摘的。啊，老板50的，你来交吧。我第一他呢，这龙盘呢做些喏，这种50呢做喏，康标到不了。反正底下阿妈要加他们了，阿妈要加我们基本呢底下阿妈来养贝做些，多包住吧们了。啊，怎么要加？怎么办呢？呀的。都来吧，50没收到不？啊，我要加办呢，我将来没搞了。对吧？哎，你都包吧。这个说话不算对不了。俺老来可以叫我们。俺你把路不要吧嘞，俺这边俺这路的不要嘛。啊，俺我也不要不差的嘿。给侬背来呗，我不是。啊，奥马三家，老板。啊，这些呢，就能到了没嘞？那老板的找的外嘛没嘞？呀，妈的，妈，都来给背他，我来给他说，姑妈不要嘛喏。对了，妈。ဒီကောစင်ကကျွန်တော်ရောက်ခဲ့တယ်။လက်ကောက်ရှယ်ခေါင်းလို့ရမယ်ကျွန်တော်အလုံးကြီးလေးကဘာပြချက်တွေများပါမလဲဆိုတာလေးကိုသူတို့ကြည့်မယ်ဗျ။ကျောင်းရောက်ရင်မစစ်ဖြစ်ပြီးမှသူရဲ့ကျောင်းလျှော်လေးတွေကအစတော်တော်လေးမဲနဲ့နေတာပေါ့နော်။ဆိုင်လဲလာတာအနေထားတွေကအစအပြည့်အဝရှိတဲ့ကျောင်းလေးဖြစ်တာပေါ့ဗျာနော်။ကဲဒီချာလေးကြည့်မယ်။ပေါက်ချက်ကဒီနေရာလေးမှာတနေရာတွေ့ထားတယ်ဗျ။ရန်လေးကတော့ငြိမ်နေတာ။တွေ့လား။အိုးဒီမှာကြည့်နော်။ဒါသူလည်းကာလာရိပ်လေးတပေါက်ပေါ့ဗျာဒီကောင်ကပန်းပေါက်ဖြစ်မလားဒါမှမဟုတ်ကာလာရိပ်ဖြစ်မလားပန်းပေါက်ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ဒီကြောက်ကတော့မိုက်ပြီဗျာချော်တွေကအစတော်တော်လေးမဲနဲ့နေတာအနာတွေကတော့ကျွန်တော်အဲ့လောက်ထိမမြင်ရအောင်အခွန်အနာပုံစံမျိုးတွေပေါ့ဗျာနော်ဒီညမှာဆိုလို့ရှိရင်တော့သူကမောက်ကတ်တယ်ဗျာခောက်ပြီးမှဆေးမယ်ဆိုရင်ဒီညလေးမှာသူကအထိုင်အပြည့်လာမဲ့အနေထားမျိုးတွေမှာရှိတယ်အရေမန်းတစ်ခုကျွန်တော်ကောင်းကောင်းခေါင်းအောင်ပါကျွန်တော်မန်းလိုပဲအရေပန်းတော့ပါသွားရင်တော့ကျွန်တော်90ကနေ9000ဖြစ်သွားနိုင်တယ်နော်မင်္ဂလာရတဲ့ကြောက်လေးလည်းဖြစ်တယ်ဗျာအလုံးပန်ကြည့်ပြီးမှရင်စင်းပန်ကဖြစ်တယ်နော်အကောက်တခွေးနဲ့အရေပဲဖြစ်ဖြစ်ပန်းပဲဖြစ်တင်လိုက်တယ်ဆိုရှင်ထောင်ဝမ်းအသာလေးသွားတာကိုဗျာနော်ဆေးလိုက်လုံးမှကျွန်တော်အရေမန်းတွေတော်တော်မြူးသွားပြီဆိုရင်90ကနေမှ9000နဲ့ဖြစ်သွားနိုင်တော့ပေါ့ဗျာကဲဒါကြောင့်မလို့ဒီကြောက်လေးကိုကျွန်တော်ဆုဆရာလေးခေါ်ပေးချင်တယ်တစုကို9သိန်းလုံးနဲ့တို့ဆရာလေးထည့်ဝင်လို့ရပါတယ်ဗျာဆေးကောင်းကြည့်ချင်တာပဲဖြစ်စေအိမ်မှာလာကြည့်ပြီးမှအဆုဆရာလေးတွေထည့်ဝင်ချင်တာပဲဖြစ်စေဖြတ်ပြီးမှအပြေရှားချင်တယ်ဆိုတော့အကိုမတွေကလည်းကြံနေတတ်တယ်အဆုဆရာလေးတွေထည့်ဝင်ချင်တယ်တစုဖြစ်ဖြစ်နှစ်စုဖြစ်ဖြစ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်သွယ်လိုက်ပေါ့ဗျာ